ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးမင်္ဂလာပါနော်ဂျီတပူးပြန်ရပြီနော်ဂျီတပူးပြန်ရပြီနော်ဒီမှာတော့ပြန်ထုတ်လာရမှာခေလည်းရှိကုန်ပြီမိုးတွေလိုချင်တဲ့ညီကိုနော်ဒါမှမြန်မာပြည်ဘက်တော့ပို့ပေးလို့မရအောင်နော်1 2 3အကုန်မှာလို့ရရနော်ဘာ no 2 no 1 no 3အကုန်မှာလို့ရရနော်ဒါပေမဲ့မှာဖို့ကမှာမရဲဘူးဆိုရင်လည်းမရင်ရဲဘူးဆိုရင်လည်းမရဘူးပေါ့နော်အလိုက်ကန်ထိမယ်ဆိုရင်တော့မရဘူးဒါပဲရှိတာပေါ့နော်ပစ္စည်းငွေချီမာလို့ရပါမယ်ဇီယံငွေတော့ပေးထားတယ်နော်တချို့ကြတော့ယူမယ်ပျော်ပြီးလှုပ်ပြီးမာလဲမာပေးပြီးမယူတော့လှုပ်ပေးတဲ့သူကလက်မခံရတော့ဘူးနော်သူတို့ပြန်ရောင်းဖို့ကပြန်ရောင်းမရရင်ဒီလိုမျိုးသူတို့ရဲ့ဟိုဟာဆုံးရှုံးခါမယ်နော်အဲဒါကြောင့်မို့ဇီယံငွေယူထားနော်ကဲလို့ဇီယံငွေတော့မပေးရဘူးဆိုတော့လည်းမယူနဲ့ပေါ့နော်သူများသုံးတာပဲထိုင်ပြီးတော့အရသာခံပြီးတော့ကြည့်ကြပါတော့အဲ့ဒါပဲရှိတာပေါ့မာရင်တော့ပစ္စည်းရမှာပဲထိုင်နေကအနောက်ဝဲပို့ပေးလို့ရနော်မြန်မာပြည်ပဲပို့ပေးမရဘူးပို့ဖို့ရှိရင်လည်းတောင်စာကနဲ့တည်းတော့အဆင်မပြေဘူးနော်ရမို့โอเคနော်နံပါတ်1နံပါတ်2နံပါတ်3ကိုမာလေးရတယ်3ပေါက်ကနေ10ပေါက်အထိမာလေးရနော်3ပေါက်5ပေါက်9ပေါက်10ပေါက်နော်အဲ့လိုမာလေးရနော်မာလေးရကိုနိုင်တယ်တော့ပေါ့နော်โอเค